သူမထမင်းတစ်လုံးစားမယ်လို့အကြံယုံရှိသေးတယ်။ကလေးကငိုပါလေရောဘသူကမှအားကိုးလို့မရတဲ့အစုံထမင်းပကံနဲ့ရေနွေးလောင်းထည့်ပြီးကလေးကိုတစ်ဖက်ကချော့တစ်ဖက်ကလည်းခတ်တုတ်တုတ်စားလိုက်ရရှာတယ်။အိမ်သာသွားရင်တော့ကလေးကိုပါတပါးရဲခေါ်သွားရတဲ့အထိပါပဲ။ဒီလောက်အပင်ပန်းခံနေရတာတော့မှသူမရဲ့ခင်မုန်းကတော့သူမအပေါ်အမြဲတမ်းအပြစ်တင်ဝေဖန်နေတော့မယ်။တနေ့ကုန်ကလေးကိုပွေ့ချီထားရလုံးလို့သူမရဲ့လက်မောင်းတွေဆိုရင်လည်းအမြဲတမ်းနာကျင်ကြိုက်ခဲနေတော့တာပေါ့။အိမ်ကမိသီးပြက်နေတာကြာလာပြီဖြစ်ပေမဲ့ခင်မုန်းဖြစ်သူကတော့ဘယ်တော့မှဖြစ်မပေးခဲ့ဘူး။ဒါပေမဲ့ထူးဆန်းတာကသူ့အလုပ်ခွင်မှာဆိုရင်တော့ဘာမဆိုကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တာပါပဲ။လမ်းပေါ်မှာပျော်ပျော်ပါပါရေမောနေကြတဲ့အကြောင်းလူလေးတွေကိုမြင်တော့သူမကိုပြန်ကြည့်ပြီးအားကြမိသွားတယ်။ဒါပေမဲ့ဘေးနားကလူတွေကသူမကိုထူးထူးဆန်းဆန်းကြည့်နေကြတာကိုသတိထားမိလိုက်တဲ့အခါသူမရဲ့စပင်တွေကဖျို့ဖျဲနဲ့အစီတွေပြန်နေပြီးစီးထားတဲ့ဖနက်ကလည်းဟောင်းနွမ်းလို့အင်ဂျီပေါ်မှာလည်းနှုတ်ကွက်တွေပေးကျန်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအကွက်တွေကိုတရွေးနဲ့အလင်းစလို့ပုတ်ဆင်ဖို့ကြိုးစားပေမဲ့လည်းမပြောင်းသွားပါဘူး။နောက်ဆုံးတော့ရှက်လွန်းလို့အင်ဂျီကိုပဲဆွဲဆန့်ပြီးဖုံးကွယ်ထားလိုက်ရုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ဘူး။သူမရဲ့နာကျင်နေတဲ့လက်မောင်းတွေကိုနှိပ်ရင်းလမ်းသွားလမ်းလာလူငယ်လေးတွေကိုကြည့်ပြီးငေးမောနေမိတဲ့တစ်ချိန်လုံးကသူမဟာလည်းအိမ်မက်တွေအပြည့်နဲ့လှပချုံမောတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ဘူးလေဆိုတာပြန်တရိယာသွားတာပေါ့။သူမမှလည်းကိုယ်ပိုင်မျှော်လင့်ချက်တွေရီမှန်းချက်တွေရှိခဲ့တာပဲလေ။ငါပဲအချိန်ကစပြီးဒီလိုဖြစ်သွားတာလေ။အခုတော့လူတွေကသူမကိုအိမ်ရှင်မကြီးလို့ပဲခေါ်နေကြပြီ။ဒီနေ့ဟာသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ဒါပေမဲ့ခင်မုန်းဖြစ်သူကတော့မှတ်မိဖို့မရဘူး။သူမဟာပြက်ကတိန်ပေါ်မှာဝိုင်းထားတဲ့ရက်ဆွဲလေးကိုငေးကြည့်နေမိတယ်။အဲ့ဒီအချိန်မှာပဲလက်ဆောင်ဘူးလေးတစ်ခုကိုတွေးလိုက်တော့သူမအတွက်လို့ထင်ပြီးဝမ်းသာသွားတာပေါ့။ဒါပေမဲ့သူမကအဲ့ဒီနာကက်လေးကိုဝတ်ထားတာကိုမြင်တော့ခင်မုန်းဖြစ်သူကပြပြတလဲဖြစ်သွားတယ်။တကယ်တော့အဲ့ဒီနာကက်ကသူ့အထက်လူကြီးကတော့ရဲ့နှစ်ပတ်လည်အတွက်ဝယ်ထားပေးတာဖြစ်နေတယ်။ဆိုလိုတာကသူဟာတခြားလူတွေရဲ့နှစ်ပတ်လည်ကိုကြာမှတ်မိပြီးကိုဇနီးရဲ့နေထူးနေမြက်ကိုတော့မေ့နေခဲ့တာပေါ့။ဒေါသတွေထွက်လာတဲ့သူမကခင်မုန်းရဲ့အလုံးမတန်းစာအုပ်ကိုရေထဲပစ်ချမယ်လို့ချင်းချောက်လိုက်တယ်။အဲ့ဒီစာအုပ်ကသူ့အတွက်တိတ်အရေးကြီးတာလေ။စေးရုံအုပ်ကြီးရဲ့မွေးနေ့ကအစအလုပ်ကိစ္စအစီအစဉ်အားလုံးအဲ့ဒီထဲမှာရှိနေတာအဲ့ဒါသာပျက်စီးသွားရင်သူ့အလုပ်ပါပြုတ်သွားနိုင်တယ်။ဒါပေမဲ့သူမကတော့အရှုံးမပေးဘူး။ငါလမ်းဘေးမှာ PK ရောင်းစားရင်တော့နင့်ထက်ပတ်စံပိုရသေးတယ်လို့ပြောပြီးသူ့ကိုလူငယ်တယောက်လိုဆဲဆိုဖြစ်လိုက်တယ်။စိတ်နာပြီးဒေါသထွက်သွားတဲ့ခင်မုန်းဖြစ်သူကပြန်អော်လိုက်တဲ့အချိန်မှာသူမလန့်သွားပြီးလက်တွေတုံရင်သွားခဲ့တယ်။တကယ်ပဲအဲ့ဒီမတန်းစာအုပ်ဟာရေထဲကိုကျသွားခဲ့ပါပြီ။ခင်မုန်းဖြစ်သူကအစွမ်းကုန်စူးစမ်းဆယ်ယူပေမဲ့အားလုံးကပျက်စီးကုန်ပြီ။ဒီအမှားကြောင့်ပဲသူ့အထက်လူကြီးရဲ့အစီအစဉ်တွေအကုန်လွဲချုပ်ကုန်တော့တာပေါ့။သူဟာကိုအဖြစ်ပေးတဲ့အနေနဲ့အရက်တွေတောက်ပြီးပါကိုပါပြန်ရိုက်နေမိတယ်။အဲ့ဒီညမှာပဲကလေးကရုတ်တရက်အဆက်မပြတ်အံပါလေရောသူမခင်မုန်းစီကိုဖုန်းတွေအထက်ခေါ်ပေမဲ့သူကတော့ဖုန်းမကင်ဘူး။အဲ့ဒီအချိန်မှာခင်မုန်းဖြစ်သူကအပြင်မှာဧည့်သည်တွေနဲ့အလုပ်ရှုပ်နေတာလေ။ဘသူကမှအားကိုးလို့မရတော့တဲ့အဆုံးသူမတယောက်တည်းကလေးကိုပွေပြီးဆေးရုံကိုပြေးရတော့တာပေါ့။ဆေးရုံရောက်တော့ကလေးရဲ့ခြေထောက်လေးတွေကိုပုတ်ပေးရင်းမေတောင်းမှန်ပါတယ်လို့တွတ်ပြောနေမိတယ်။သူမစီးလာတဲ့ဖနက်ကတစ်ဖက်စီဖြစ်နေတာကိုတောင်သူမသတိမထားမိနိုင်လောက်အောင်စိတ်တွေပြာရခတ်နေခဲ့တာ။အိမ်ပြန်ရောက်တော့တကောင်ကျော်နေပြီ။အိမ်ထဲမှာခင်မုန်းရဲ့နာမည်နဲ့ပေးထားတဲ့စားတောက်ဆိုင်ကကြားတင်ငွေပေါက်ချတွေကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲတငယ်ချင်းဖြစ်သူစီကမက်ဆေ့တစ်ခုဝင်လာတယ်။သူမဖွင့်ကြည့်လိုက်တဲ့အခါဓာတ်ပုံကိုမြင်လိုက်ရတယ်။သူမရဲ့ခင်မုန်းဟာလှပတဲ့မိန်းကလေးတစ်ယောက်နဲ့အတူရှိနေတာပါ။